share လုပ်ရမယ့်နေရာလေးတွေမှာမျှဝေပေးပါเนาะအားလုံးပဲအဲ့တော့ okay လေးတွေမှတ်ပါမယ်เนาะ channel ကို subscribe လုပ်မယ် like လက်မလေးတွေမှတ်မယ်เนาะဝင်လာတာလည်း okay လေးတွေမှတ်မယ်မင်္ဂလာပါမှတ်မယ်เนาะမင်္ဂလာပေါင်းနဲ့ပြီးဆုံးတဲ့ဟုတ်တာကကြာတာပြီးတောက်ကြရက်ဒီမှာเนาะမင်္ဂလာထက်ရှိရကျွန်တော်တို့ဒါ okay မှတ်မယ်မင်္ဂလာပါမှတ်မယ်တရားမချင်းအကုန်လုံးမှတ်ပါမယ်เนาะအားလုံးပဲအားပေးရဆိုရင်အဲ့ဒါလေးပဲမှတ်ကျင်းနေတယ်အဲ့ဒါလေးတွေပဲကျင်းနေတယ်เนาะကြရလို့မညနေမှာကျွန်တော်တို့ဒါခွန်ထိတ်စီး3000အပိနဲ့83ပေါ့เนาะအဲ့တော့ကနန်းစိမ့်တော့ထက်မချဘူးအဲ့တော့ကျွန်တော်တို့ဒါခွန်နေ3တွေပဲချပြီးတော့မမဆင်းသွားတယ်ပေါ့เนาะ83ညပြိပေါ့ဗျာနော်80နဲ့ပြ80နဲ့တောင်ပြီးမှထင်တာပေါ့ဒါပေမဲ့ခွန်3နဲ့ကျွန်တော်ပြီးသွားတယ်ပေါ့เนาะအဲ့တော့မနေ့ပြန်ကြာတာပလေးနေ့ရောက်ရှိလာပြီပေါ့အဲ့တော့ကြာတာပလေးတောက်ကြရောက်ရှိလာပြီဆိုတော့ကျွန်တော်တို့ဒါရွေးချယ်စရာအလုံးလေးတွေเนาะကျွန်တော်ပြောပြပေးမယ်အဲ့တော့အစားအဆုံးလေးနားထောင်ပေးပါเนาะအစားအဆုံးလေးဟိုဒါ live မှတ်ပြီနောက်ခုမှကျွန်တော်ဒီည live မှတ်နေတော့ကျွန်တော်ဗီဒီယိုဖိုင်လေးပဲတင်တော့ညပတ်လေးဆိုဗီဒီယိုဖိုင်လေးပဲတင်ပြီး5-10မိနစ်စာပဲပြောအဲ့အတော်ထဲမှာကိုတော့ဗာလေးတွေပြောသွားတယ်ကြာတာပြီးတောက်ကြရောက်ရှိလာပြီကျွန်တော်အရှိ3ရက်တွေမှာတော့ပြီးသွားပြီတင်းလာအင်္ဂါဘယ်လို3ရက်တွေပြီးသွားပြီကျွန်တော်ကြာတာပြီးရောက်ရှိလာပြီငါတို့ဟုတ်တာเนาะဒီအောင်မလေးတွေခံသိနေပြီလားမခံသိနေလားမခံရသေးဘူးလားအဲ့တော့မခံရသေးဘူးလေစိတ်မပူနေကြကြာတာပြီးတောက်ကြမှာလုံးဝအောင်မခံမယ်เนาะဒါပေမဲ့အရှိရက်တွေမှာကျွန်တော်တို့အောင်မလေးခံထားပါတယ်တကောက်ပါညာဆိုအကုန်လုံးဆင်မိထားတယ်အဲ့တော့ကြာတာပြီးတောက်ကြမှာထပ်ပြီးတော့ရွေးချယ်ပေးမယ်ကျွန်တော်အကြိုက်ဆုံးလေးထပ်ပြီးတော့ရွေးချယ်ပေးမယ်ကျွန်တော်အရှိမရွေးချယ်ပေးထားတဲ့အလုံးမှန်များသည်အကုန်ဆင်းသွားတယ်နော်အကုန်ဆင်းသွားရတဲ့ကျွန်တော်ကြာတာပြီးတောက်ကြရောက်ရှိလာပြီဆိုတော့ကျွန်တော်ရဲ့အကြိုက်ဆုံးနှလုံးကိုထည့်ပေးမယ်အဲ့ဒီထဲမှာကနန်းစင်းများပါမလားဒါမှမဟုတ်ရင်ထပ်ပြီးသားလုံးတွေများဖြစ်မလားအဲ့တော့ကြာတာပြီးတောက်ကြမှာအဓိကအဖြစ်ကျွန်တော်တို့ဒါလက်ရှိမှာတော့ဗျာကနန်းကနှလုံးချန်ထားတယ်ပေါ့လားတင်းနဲ့နှလုံးချန်ထားတယ်ကနန်း8လုံးဆင်းသွားတယ်ဟောတော့6ချိန်အတွင်းပေါ့3ရက်စာ6ချိန်အတွင်းမှာကျွန်တော်တို့မနေ့ညပေါင်းရင်ကျွန်တော်တို့ကနန်း8လုံးဆင်းသွားတယ်ပေါ့နော်မလာသေးတဲ့နှလုံးဒီကျွန်တော်တို့တင်းနဲ့2ပေါ့တင်းနဲ့2ဒီကျွန်တော်ဒီဘက်မှာခံမှန်းထားလျောက်တော့ကျွန်တော်တို့ကနန်းကအကောင်လုံးဒီပါချပြီးမထင်နဲ့အဓိကအဖြစ်ကျွန်တော်2ရက်တွင်းရဆိုရင်2သမားတွေရှိလာမယ်အဓိကအဖြစ်2သမားတွေအကြောင်းလည်းလေးပြောချင်တယ်ပေါ့နော်အဲ့2သမားတွေရှိဘာမှစိတ်တမကြောက်2သမားတွေ okay လေးတာမှန်ထားရတော့မနေ့ပြန်2တော်တော်လေးကောင်းပါတယ်မနေ့ပြန်မှမဟုတ်ဘူးကျွန်တော်တို့ဒါကြာတော်ပြီးတောက်ကြ2ရက်တွင်းမှာဘာကြောင့်လဲဆိုရင်ကြာတော်ပြီးတောက်ကြ2ရက်တွင်းမှာမဖြစ်မနေစစ်မယ်ပြီးရင်ပြောပြပေးမယ်လက်ရှိကျွန်တော်ချဲမွေး3ခွက်ကိုရေလုံးပြောပြပေးမယ်ချဲမွေး3ခွက်လေးမှတ်မယ်ချဲမွေး3ခွက်ဒီကျွန်တော်တို့ဒါ3-1 3-4 3-5ဒါဒီချဲမွေး3ခွက်ဒီ3ခွက်ဒီကျွန်တော်တို့ဒါအကျုံးဝင်သေးတယ်เนาะလက်ရှိကျွန်တော်တို့ချဲမွေးသမားတွေမမိတ်မရောက်နေเนาะဒီ3ခွက်ဒီအရေးကြီးတယ်3-1 3-4 3-5ဒီ3ခွက်ဒီလာရမယ်ပြီးရင်ကျွန်တော်တို့အပြင်မွေးတစ်ခွက်ကြံမယ်82တစ်ခွက်ဒါလည်းခဏခဏထဲထဲပြောတယ်เนาะလက်ရှိမှာအပြင်မွေးက2ခွက်ပေးထားတာ80ရဲ့8နဲ့80တော့ဆင်းသွားပြီတကွက်ချင်မယ်82တကွက်အဲ့ဒီတကွက်ကလည်းကျွန်တော်တို့လည်းနည်းနည်းလေးအရေးပါတယ်ပေါ့နော်အဲ့တော့အပြင်ဝင်းသမားတွေက82တကွက်ချင်မယ်ချင်းဝင်းသမားတွေကျွန်တော်တို့က3-1 3-4 3-5ဒီ3ခွက်ဒီကျွန်တော်တို့ကချင်းဝင်းသမားတွေတော့ပါအဲ့တော့ကြာသာပေးတောက်ကြကျွန်တော်ရောက်ရှိလာပြီတော့ကြာသာပေးတောက်ကြ2ရက်တေးမှာမဖြစ်မနေစင်းမယ်ကျွန်တော်အကြိုက်ဆုံးနှလုံးတော့နှလုံးလုံးစင်းမစင်းတစ်လုံးမဖြစ်မနေလာဖို့ရှိတယ်ကျင်းဒီပေါက်တစ်လုံးကတော့လာလိမ့်မယ်နှလုံးလုံးစင်းဖို့လည်းရှိတယ်ပေါ့နော်အဲ့တော့ကြာသာပေးတောက်ကြခြင်းမှာကျွန်တော်ကနန်းစိမ့်ဖြစ်တဲ့ကျွန်တော်2လုံးပြန်ပါလာပါတယ်ဟုတ်ပါတယ်